စနေနေ့ညရဲ့ပွဲကြီးပွဲကောင်းတွေကမှကျွန်တော်ကညီကိုတို့ပွဲစဉ်နှစ်ပွဲကိုကျွန်တော်သုံးသက်ချက်လေးလှုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနော်90မိနစ်မှကြိုးဆိုပါရခင်ဗျာကျွန်တော်90ပါအဲ့တော့ကျွန်တော်ဒီနေ့စနေနေ့ညမှာတော့ဒါပွဲစဉ်ပွဲကောင်းတွေရှိတယ်အဲ့ဒီကမှကျွန်တော်ပွဲစဉ်နှစ်ပွဲကိုညီကိုတို့သုံးသက်ချက်လေးလှုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဘယ်ပွဲစဉ်လေးတွေဖြစ်မလဲဆိုတော့ကျွန်တော်တို့ဒါChelsea နဲ့ Everton ပြီးရင်ကျွန်တော်တို့ Atletico Madrid နဲ့ Valencia ပွဲစဉ်လေးတွေကိုကျွန်တော်သုံးသက်ချက်လုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့သုံးသက်ချက်တွေလုပ်ပေးရဆိုတဲ့နေရာမှာကျွန်တော်ရဲ့အထင်အမြင်တစ်ခုတည်းကိုပဲအားလုံးကိုလိုက်ပြီးမြုံကြည့်စေခြင်းပဲနဲ့ကျွန်တော်ရဲ့ data တွေ stack တွေပြောတာတွေကိုလည်းတေချာနားထောင်ပါ first တွေပြောတာတေချာနားထောင်ပြီးတော့မှညီကိုအနေနဲ့ကိုနဲ့အကြိုက်တူတဲ့အဆင်ပြေတယ်ဆိုတော့မှပဲကျွန်တော်နဲ့ထပ်တူကြရဲဆိုမှသာယူပေါ့နော်မဟုတ်ဆိုလို့ရှိရင်ကိုယ်စိတ်ကူးစိတ်တန်းကိုတော့မပြောင်းလဲပြစ်လိုက်ပဲနဲ့ဒါကိုယ်စိတ်ကူးအတိုင်းပဲကိုယ့်ရဲ့ဒီစဉ်းစားထားတဲ့အတိုင်းပဲဆက်ပြီးတော့လုပ်ကြဖို့ကျွန်တော်ဒီနေရာနေပြီးတော့တိုက်တွန်းချင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ကြောင့်လည်းအတွေးမြင်ပြောင်းလဲရတာမျိုးတော့ကျွန်တော်မဖြစ်စေချင်ပါဘူးအဲ့တော့ကျွန်တော်တို့ပွဲစဉ်လေးတွေကိုစပြီးတော့သုံးသက်လိုက်အောင်ပါအဲ့တော့မသုံးသက်ခင်မှာကျွန်တော်စီမှာဒီနေ့ဒါမဘာပွဲ2000နဲ့ထွက်တယ်အဲ့ဒါကိုတော့ကျွန်တော်ရဲ့ Viber number ဒီ Warrior phone number မှာလာပြီးတော့အားပေးလို့ရပါတယ် comment မှာလည်းကျွန်တော် phone number လေးကိုချထားပေးပါမယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ပွဲစဉ်လေးကိုစပြီးတော့သုံးသက်လိုက်အောင်ပါChelsea အိမ်ကွင်း Stamford Bridge မှာကမ်းရမယ် Everton ကတော့အဝေးကွင်းလာရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်ရဲ့ဒီသုံးသက်ချက်ကတော့ရိုးရှင်းကောင်းရိုးရှင်းနေလိမ့်မယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်ကအချက်လက်လေးတွေနည်းနည်းပါးပါးတော့ညီကိုတို့သိရအောင်လို့ကျွန်တော်ဆွဲထုတ်ပြပေးပါမယ်အဲ့တော့ Chelsea ကြောင့်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Chelsea လက်ရှိ form ကအတော်လေးကိုမှအခြေအနေဆိုးရနေပြီးတော့ Cancelo မပါတဲ့ Chelsea ကအတော်လေးနောက်တန်းအင်အားနေသွားတာကိုကျွန်တော်မြင်ရတယ်ဒါကတော့ကျွန်တော် DM နေဘလောက်အရေးပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဗီဒီယိုတိုင်းမှာညီကိုတို့ကိုပြောဘူးတာဖြစ်တဲ့အတွက်လေညီကိုတွေဒါကိုတော့ရင်းနှီးပြီးသားဖြစ်မှာပါအဲ့တော့ကျွန်တော်တို့ဒီ Chelsea ကလက်ရှိမှာကောင်းလာတဲ့အချက်ကဘာလဲဆိုတော့ Fofana ဒီပွဲစီမှာပြန်ပြီးတော့ပါဝင်လာမယ် Fofana က quality player ဗျ။ဘာကြောင့်လဲဆိုတော့သူဒီဒဏ်ရာရနေပေမဲ့လည်းဒဏ်ရာကနေပြန်ပြီးတော့ကောင်းလာတိုင်းမှာခြေစွမ်းကောင်းတစ်ခုကိုပြသထားနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့တော့ Fofana ပြန်ပါလာတာက Chelsea အတွက်အတော်လေးကောင်းမွန်တဲ့လက္ခဏာပဲ။ဘာကြောင့်လဲဆိုတော့ center back player တွေကောင်းနေတယ်ဆိုလို့ရှိရင်တိုက်စစ်ကကျွန်တော်တို့အတော်လေးကိုမှဒါအလုတ်လို့ကောင်းတယ်လို့ပြောလို့ရတယ်။အဓိကအပြင်ကျွန်တော်တို့ဒါ Arsenal တို့ပါလို့ဆိုလို့ရှိရင်ဒါ Kansas ကိုအတော်လေးလုံအောင်ဆော့ရဲဆိုတဲ့အနေအထားမှာတိုက်စစ်ကလည်းသူ့ဘက်သူတိုက်စစ်မှုပါမပါကောင်းဂိုးကတော့ဒီစိတ်ချလက်ချဒီတိုက်နေရတဲ့ဖြစ်တဲ့အတွက်ဂိုးရတဲ့အပိုင်းတွေကျွန်တော်ရှိခဲ့တယ်ဒါပေမဲ့ဆာလေးဘာတို့ဘာလို့ဂါဘရီယယ်နာသွားတဲ့အချိန်မှာအာဆင်နယ်ဒီလည်းရလက်ပိုင်းရအနေငယ်ရင်းသွားတာကိုကြည့်ရခြင်းအပြင်စနာဘတ်ပလေယာတွေဒီအသင်းအတွက်ဒီပရီးမီးယားလိအတွက်အတော်လေးကိုမှအရေးပါတဲ့ကဏ္ဍမှာရှိတယ်လို့ကျွန်တော်အနေနဲ့ပြောလို့ရတယ်အဲ့တော့ Fofana ပြန်มาလာတဲ့အတွက်ကရှိနေကျွန်တော်တို့ဒါ Neto တို့ Kopama တို့ကျွန်တော်တို့ဒါ Joao Pedro တို့အတော်လေးဒီတိုက်စစ်အတွက်အတော်လေး focus ထားလို့ရပြီအာရုံစိုက်လို့ရပြီဆိုတဲ့အနေအထားမှာရှိရဖြစ်တဲ့အတွက် Chelsea လက်ရှိမှာဒီနေ့ပွဲစဉ်ကိုတော့အတော်လေးအာတုံကွန်ဆိုင်နဲ့ကောင်းမွန်တဲ့ပုံစံတစ်ခုကိုမြင်တွေ့ရလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်အဲ့တော့ Everton ဘက်ကိုသွားပြီးတော့ကြည့်မယ် Everton ရဲ့ဒီ Everton ကိုစပြီးပြောမယ်ဆိုလို့ရှိရင်သူတို့ရဲ့ဒီပဲ့ကန်ရှင်ဖြစ်တဲ့ဒီလက်ရှိမှာပေါ့နော်ဒီ Everton form ကောင်းအတော်လေးဒါနီးစနစ်ပိုင်းနေအရာအတော်လေးထောက်ပံ့ပေးနေတယ်သူတို့နီးပြအကြောင်းကိုကျွန်တော်အရင်ဆုံးပြောမယ် David Moraes က Chelsea နဲ့တွေ့တိုင်းမှာဒါ Chelsea နဲ့ရင်ဆိုင်တွေ့သူဒီနီးပြတရန်တစ်လျှောက်မှာ Chelsea နဲ့ရင်ဆိုင်တွေ့ခဲ့ရတဲ့အချိန်ကြီးကပို့ပြီးတော့များလာပေါ့နော်ဆိုတော့များရဲဆိုအနေထားမှာ46ပွဲလို့အခြေအနေမျိုးမှာ10ပွဲပဲအနိုင်ရရှိထားတာအဲ့တော့တေးပွဲ73ပွဲနဲ့တူတူကျွန်တော်တို့ဒါရှုံးပွဲက28ပွဲတိရှိတာ Chelsea ပြီး Arsenal ပေါ့နော်အဲ့တော့ David Moraes ကထည့်တွေးတရားရှိက David Moraes ဒီ London Club တွေနဲ့တွေ့တဲ့အခါမှာရုံးကန်ရလေးရှိတဲ့အချက်ကိုတော့ကျွန်တော်တို့အနေနဲ့မြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိ Stamford Bridge မှာကောလွယ်ပါမလားဆိုတဲ့အချက်တွေကိုကျွန်တော်တို့ထည့်တွေးရမယ်ပြီးရင်တပွဲပြင်းပြအားဖြင့်ဆိုလို့ရှိရင်အမှတ်ရယူနိုင်စမ်းက 0.7% နီးပါးလောက်ပဲ David Moraes ကရှိတာအဲ့တော့ Stamford Bridge မှာလုံးဝမလွယ်လာတော့ဘူးလို့ကျွန်တော်တို့ထင်တယ်တခြားသောကဏ္ဍတွေရတော့ပြောနိုင်တယ်ဟာဒီဖွင့်လှစ်ပေးမှုကြီးကဘလို့ပျော်ပြောင်းနေဘာညာပေါ့ဗျာဒါပေမဲ့Chelsea တို့ Real Madrid တို့ AC Milan တို့ဆိုတာကအဲ့လိုပုံစံနေနဲ့ပဲနိုင်ပွဲရရှိထားတယ်ဆိုတဲ့တတကကိုကျွန်တော်တို့တွေ့တယ်အဲ့တော့အများနဲ့မတူတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပြီမဲ့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့စကားလေးအတိုင်းပဲကိုယ်နဲ့အတွေးတူတယ်ဆိုတော့မှပဲယူဖို့ကျွန်တော်ဒီနေ့ကနေအချိန်ပေးခြင်းနဲ့ကျွန်တော်ကတော့ဒီနေ့မှာဒါလက်ရှိဒီ Everton ဘလောက်ပဲ form ကောင်းနေ player တွေဘလောက်ပဲကောင်းနေအောင်ဆိုကျွန်တော်တို့ O'Brien ရဲ့ဒီညာချမ်းနဲ့ဘယ်တောင်ကကျွန်တော်တို့ဒါဒီကာနာချိုတို့ပဲဖြစ်ပဲလူနေတိုပဲဝင်မဲ့ဆော့အဲ့ဘက်ချမ်းကိုတော့ကျွန်တော်လက်ရှိချိန်ဒီလုံးဝကိုမှစိတ်မချသေးတာဖြစ်တဲ့အတွက်လေကျွန်တော် Chelsea ကိုပဲကျွန်တော်ရွေးချယ်ခြင်းနဲ့ Chelsea ဘက်မှာတော့ကျွန်တော်ဒီနေ့မှာကျွန်တော်ရှိပါမယ်အဲ့တော့နောက်တစ်ပွဲပါနောက်တစ်ပွဲကျွန်တော် Atletico Madrid နဲ့ Valencia အဲ့တော့ Atletico Madrid အကြောင်းကိုကျွန်တော်အရင်ဆုံးမပြောဘူးကျွန်တော် Valencia ဘက်ကိုကျွန်တော်အရင်ဆုံးသွားမယ် Valencia ကလက်ရှိဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ပွဲတိုင်းဒီမှာကိုဂိုးသွင်းယူထားနိုင်တဲ့အနေအထားမှာရှိတယ်အဲ့တော့နောက်တန်းကောင်းလို့ဂိုးတွေရှိရနေတာလားလို့မင်းအဲ့လောက်လည်းကောင်းမနေဘူးဗျသူ့လိစင်တန်းမှာမို့လို့သူဒီလိုမျိုးဂိုးတွေရနေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့တကယ်ကြီးဒီ 442 formation မှာလည်းဒီတိုက်စစ်မှုနှစ်ယောက်ကအတော်လေးခြေစွမ်းပြနေတယ် Valencia မှာတကယ်ကို carry နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်
အဲ့တော့ဒီကျွန်တော်တို့ဗလန်စီယာရဲ့အဝေးကွင်းဖြစ်ဖြစ်အိမ်ကွင်းဖြစ်ဖြစ်ကိုတော့အသင်းကြီးအနေနဲ့ short တော့ထားလို့တော့မရဘူးတိုက်စစ်မှု2ယောက်ဒီအချိန်မီ၍ဂိုးသွင်းယူနိုင်တဲ့အနေအထားမှာရှိတာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ဒါဗလန်စီယာကိုလည်း short တော့ထားလို့မရဘူးလို့ပြောလို့ရတယ်ပြီးရင်နောက်တစ်ချက်ကဘာလဲဆိုတော့ဒါဗလန်စီယာဒီအက်တလီကိုမက်ဒရစ်နဲ့တွေ့တဲ့ပွဲစဉ်တိုင်းမှာ okay ဂိုးသွင်းမယူနိုင်ဘူးဆိုလို့ရှိရင်တော့မှပဲဂိုးကတော့ special ပေးတာအနိုင်ဆုံးတကိုးနှကုန်းနဲ့အထက်ကိုပေးတဲ့တာတကားရှိတယ်။ तू ပြန်သွင်းရင်လည်း तू လည်းအဲ့လိုတကိုးထဲမှာဝင်တဲ့2ဂိုးလောက်ထိပြန်သွင်းတာတွေအဲ့လိုမျိုးအပြန်လန်အချိန်နဲ့တော်လေးကောင်းခဲ့တဲ့ဒီပွဲစဉ်မျိုးတွေကိုကျွန်တော်မြင်ခဲ့ရဘူးတယ်။ကိုယ်တိုင်ကြည့်ဘူးတာပေါ့နော်။ဆိုတော့အက်တလီကိုမက်ဒရစ်ဘက်ကိုကျွန်တော်သွားပြီးကြည့်မယ်ဆိုအက်တလီကိုမက်ဒရစ်မှာလီနိုမတ်တို့ကအစတော်တော်လေးလူစုံတက်ဆုံဒီပွဲစဉ်ကိုပြန်လဲပါဝင်လာပြီးလို့တော့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ခဏပြောခဲ့သလိုပဲเนาะအက်တလီကိုမက်ဒရစ်မှာလော်ရန်တေးကအတော်လေးကိုမှဒါဘာစတိုင်းဖြစ်ပြီးတော့အတော်လေးအရေးပါတယ်အသင်းရဲ့နေရာစုံကိုဖြည့်ပြီးစော့ပေးနိုင်တဲ့ player မျိုး Real Madrid မှာဆို Valverde လို player တွေကျွန်တော်တို့ဒါအဲ့လိုမျိုးပုံစံပေါ့ဗျာပြီးနောက်တစ်ယောက်ဖြစ်တဲ့ဒီဘင်နာကလည်းဒီပွဲစဉ်ကိုလွဲမယ်အဲ့တော့ဒီနှစ်ယောက်မပါတာကအားနည်းချက်တော့အနေငယ်ရှိပြီဆိုပေမဲ့လည်းဒီအက်တလီကိုမက်ဒရစ်ရဲ့ foul နဲ့တိုက်စစ်ကိုတော့အတရန်ကြီးထိခိုက်မှုမရှိတာလောက်ဘူးလို့ထင်တယ်သို့ပေမဲ့လည်းနောက်တန်းအင်အားကိုတော့အနေငယ်လေးတက်ရောက်မှုရှိသွားနိုင်တယ်လို့ကျွန်တော်တို့အကြမ်းဖျင်းအားဖြင့်သုံးသပ်ထားလို့ရတယ်အဲ့တော့ဒီပွဲစဉ်ကကျွန်တော်ဒီစပိန်လာလီဂါပွဲစဉ်တွေထဲမှာဒါအစောဆုံးလည်းဖြစ်ပြီးတော့ကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်မိတယ်အက်တလီကိုမက်ဒရစ်ဘက်ကနေပြီးတော့ဂိုးတွေကိုလည်း2ဂိုး3ဂိုးမြင်ရနိုင်ပြီးတော့ဗလန်စီယာဘက်ကနေလည်းကျွန်တော်တို့အနေဆုံး1ဂိုးလောက်တော့မျှော်လင့်လို့ရနိုင်တာဖြစ်တဲ့အတွက်ဒါဒီပွဲစဉ်ကိုတော့အနေဆုံး3ဂိုးရောက်မယ်ပေါ့ဗျာ3ဂိုးရောက်မယ်လို့ကျွန်တော်အနေနဲ့ခံမှန်းထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီအက်တလီကိုမက်ဒရစ်နဲ့ဗလန်စီယာပွဲစဉ်တွေကိုဂိုးအများလေးကိုပဲကျွန်တော်ညီကိုတို့ရွေးချယ်ပေးပါရစေခင်ဗျာအဲ့တော့သုံးသက်ချက်လေးကိုကြိုက်တယ်ဆိုလို့ရှိရင် like and follow လုပ်ခဲ့ပေးပါကျွန်တော်ရဲ့သုံးသက်ချက်ဗီဒီယိုလေးကိုတော့ဒီလောက်နေပဲရှင်းနာကိုပြပါအောင်ခင်ဗျာညီကိုတို့